အခုလိုမျိုးပေါ့နော်ယုံကြည်အားပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အဲ့ဒီယုံကြည်မှုနဲ့ထိုက်တန်တဲ့သူလည်းဖြစ်စေရပါမယ်ဒါကတော့နည်းနည်းဒီမှာစာလေးရင်းနေတော့ပြောလိုက်အောင်မယ်ဟိုတိုက်ခိုက်ကြတဲ့ကောင်လေးကလीအုံတော့မရှိ branding ဆိုတာကတရက်တလီနဲ့တိဆောက်ရတာမဟုတ်နော်တရက်တလီနဲ့တိဆောက်လို့ရတဲ့ကိစ္စမဟုတ်ဘူးပြီးတော့ branding တစ်ခုဖြစ်လာပြီဆိုလို့ရှိရင်လေအဲ့ brand ပေါ်မှာနော်အဲ့ brand ပေါ်မှာရရှိတဲ့အကျိုးကျေးဇူးတွေအများကြီးရှိတယ်ကျမဆိုရင်တော့ကောင်းကျိုးရောဆိုးကျိုးရောပေါ့နော်ဆိုးကျိုးတွေလည်းလိမ့်နေအောင်ခံရတယ်ကောင်းကျိုးတွေလည်းရရှိပါတယ်အဲ့တော့အဲ့လိုမျိုးနှစ်ရှည်လာများဆယ်စုကျမဆိုရင် social media ပေါ်မှာဆယ်စုနဲ့တခုရှိလာခဲ့ပြီပေါ့နော်တော်တော်ညင်းဝင်နေပါပြီဒါမဲ့လေအဲ့လိုမျိုး branding တခုကိုတခါစားညံနဲ့ဖြတ်စည်းပြီးတော့လေအမြဲတမ်းတနေ့တစ်လုံးဥပြီးနေတဲ့ရွှေဥယူတရက်တလေဟိုပေါ့နော်တနက်စားညံနဲ့ဖြတ်စည်းနိုင်မယ်လို့ဘာလို့ကိုယ်စိတ်နဲ့ကိုနှိုင်းကြရလဲလောကမှာငွေထိလို့မရတဲ့လူသားဆိုတာရှိတယ်ဒါမဲ့ငွေထိလို့ရတဲ့လူသားဆိုတာရှိတယ်နော်အဲကျမစီမှာတော်လိုင်းရမုံငွေထည့်ကြတယ်သူကဒီလိုလူမျိုးမဟုတ်ဘူးလို့ယုံကြည်လို့ထည့်ကြတာဟုတ်ပြီနော်ငွေကြီးနဲ့ပတ်သက်ခုကျမရန်နာပစ္စည်းရောင်းနေရန်နာတွေလည်းယုံကြည်လို့ဝယ်ကြတာအဲ့တော့အဲ့လိုယုံကြည်မှုနဲ့တိဆောက်ခံထားရတဲ့ brand တစ်ခုကိုနော်ငါကတော့သူ့နေရာမှာငါသာဆိုရင်တော့ဒီလိုလေးတော့တူလိုက်မှာပဲလို့တွေးတဲ့ဉာဏ်ရည်တွေက branding တစ်ခုကနေပြီးတော့တစ်သက်လုံးလှုပ်ကြွေးသွားမယ်ငွေပမာဏကိုမခံမှန်းတတ်တဲ့လူတွေလို့ကျွန်မပြောချင်ပါတယ်။ခွာကြရင်အရင်တော့ဟိုဗာလဲဟိုဘက်ကကောင်ပေါ့နော်ဟိုဘောမတွေဘောမဘက်ကအဖြူရောင်နုပညာရှင်တယောက်ပြောတဲ့နော်အဖြူရောင်နုပညာရှင်ကိုထွန်းပြောတယ်လို့ငါအနေထားကြီးနဲ့ကြွယ်ပြမယ်ဆိုရင်အများကြီးအဲ့လိုမျိုးပေါ့ကြွယ်စရာတွေမှအများကြီးဆိုတာဒါမဲ့ကျမဘယ်တော့မှအဲ့လိုမပြောပါဘူးဘယ်တော့မှလည်းမကြွယ်ပါဘူးเนาะအတက်နိုင်ဆုံးကိုယ့်ဘာသာကိုတည်တည်ဝတ်နေပါတယ်ဟုတ်တယ်မကိုယ်မှတက်တည်ရှိတယ်เนาะမမှန်ကန်ကန်ပဲရောင်းပါတယ်မမှန်ကန်ကန်ပဲအလုပ်လုပ်ပါတယ်ပြီးတော့လူတွေပေးထားတဲ့ယုံကြည်မှုနဲ့ထိုက်တန်အောင်နေပါတယ်เนาะဘလောက်ပဲဆွဲချနေနေဘလောက်ပဲစိတ်ပင်ပန်းနေပါစေဘယ်တော့မှအရှုံးမပေးဘဲနဲ့ဒီနေ့ဒီအချိန်ထိနေလာတာเนาะ social media ပေါ်မှာဆယ်လီဖြစ်လာတာ15နှစ်ရှိပါပြီဒါပေမဲ့အဲ့လိုဖြစ်ခဲ့တဲ့အချိန်ကာလတောက်လျှောက်လဲကျမဒီ branding နဲ့ပဲလှုပ်ရှားခဲ့တာပါเนาะတချို့ကတော့ပြောကြမယ်နင်ကလှုပ်ရှားတယ်ကျမလှုပ်ရှားတယ်ဆိုတဲ့စကားကိုအရင်ကြိုက်တယ်အရင်ကိုကြိုက်တာအဲ့အာနာမသိငယ်တုန်းကလည်းပြောခဲ့ဘူးတဲ့စကားလှုပ်ရှားတယ်ဆိုတဲ့စကားကိုအရင်ကိုသဘောကျတယ်လို့ဘာလို့လဲဆိုတော့လှုပ်ရှားတာเนาะကိုလုံးမှကိုစားရတာเนาะဒါပေမဲ့ဘယ်ဆိုရတဲ့ကိုလုံးမှကိုစားရတယ်ဆိုတဲ့ထဲမှာတော့ကျမမပါဘူးဒါပေမဲ့အရာအလုံးကနော်ကိုယ့်ရဲ့အင်အားကိုခွန်ကိုအားနဲ့ကိုယ်တိုင်လုပ်ပြီးကိုယ်တိုင်ကြိုးစားပြီးကိုယ်တိုင်စားခွင့်ရတာဘယ်လောက်တောင်ကောင်းတဲ့ကုသိုလ်ကံလဲရှင်နော်အဲ့တော့လှုပ်ရှားတယ်ဆိုတဲ့စကားလုံးကိုပြောပါကျွန်မအရန်ကိုကြိုက်ပါတယ်နော်အဲ့တော့နည်းနည်းလေးအုံနောက်ရှင်ပေါ့နော်စဉ်းစားကြည့်ပေါ့လေနော်တနေ့တစ်လုံးဥနေပူပေးနေတဲ့ရွှေဥကြီးတမအာဇီဝနဲ့ရှာဖွေစားတောက်လို့ရနေတဲ့ဒီ branding ကိုနော်ဘာမှမဟုတ်တဲ့ငွေနဲ့ထိလို့မရတဲ့သူတွေရဲ့စိတ်ရင်းတိုင်းတင်မလား။ तू ကလည်းငါသာသူ့နေရာမှာဆိုထိမှာပဲအဲ့တော့ तू လည်းထိမှာပဲလို့တွေးထက်တယ်ဆိုလို့ရှိရင်ကျမအနေနဲ့ကတော့ဒီအာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းမှာပြည်သူငွေနဲ့ပတ်သက်ရတဲ့ကိစ္စမဟုတ်လို့အများကြီးကိုဖြည့်ရှင်းပါတယ်။ဘလောက်တိုက်ခိုက်မှုတွေကြုံလာနော်ဖြည့်ရှင်းစရာမလိုဘူးဆိုတဲ့ကိစ္စမျိုးတွေတောင်မှပြည်သူအထင်လွဲမှာဆိုလို့ပြည်သူငွေနဲ့ပတ်သက်တာမဟုတ်လို့ဒေါ်လာပြည်သူတွေစိတ်ဆင်းရဲမှာဆိုလို့ကျမဘက်ကအမြဲဖြည့်ရှင်းပါတယ်နော်တကယ်တော့ဖြည့်ရှင်းဖို့တော့တင့်တော်တဲ့အနေအထားတွေမဟုတ်ပါဘူးဒါပေမဲ့ကျမလည်းတာမန်လူပါတာမန်လူတယောက်ဖြစ်ပါတယ်တာမန်လူအရေးကုန်တဲ့သူပါအဲ့တော့ကျမလည်းဒီကာလတွေဒီရက်တွေထဲမှာပေါ့နော်တော်တော်လေးကိုပြန်စဉ်းစားနေပါတယ်နော်ဒါကတော်လန်ရေးကိုဆုံးခွာသွားမယ်လို့ဘာလို့ညာတို့အဲ့စကားမျိုးမဟုတ်ပါဘူးဒါပေမဲ့ပြန်စဉ်းစားဖို့အချိန်ရောက်နေပြီမလို့ပါပြန်စဉ်းစားရဲဆိုတာပေါ့နော်တော်လန်ရေးကလေဆုံးခွာသွားဖို့မဟုတ်ဘူးဒါပေမဲ့အခုရင်ဆိုင်နေရတဲ့အရာတွေနောင်လဲဆက်ပြီးရင်ဆိုင်နေရမယ့်အရာတွေပေါ်မှာငါဘလို့မမတ်ရက်နိုင်မလဲဆိုတဲ့ကိုယ့်ရဲ့ခံနိုင်ဝင်ကိုလည်းပြန်လဲစဉ်းစားနေပါတယ်ကဲဒါလေးပါဒါလေးကတော့နီလာဒိုင်ယာနာ
နော်နီလာဒါ